Hello အားလုံးမင်္ဂလာပါလာပြီနာပါရှင်ဒီနေ့တစ်ဖက်လူကတင့်ကိုဘာစကားကြီးပြောချင်နေလဲဆိုတော့ကို Oracle ကတ်လေးကြည့်ပြီးတော့ပြောပြပါမယ်ရှင်ပထမဆုံးကတ်လေးကတော့မင်းကကိုတချင်းတွေကနေတစင်စကားတွေပြောနေရဲ့တခါတလေသူနားထောင်လိုက်တဲ့တချင်းတွေကမင်းနဲ့ပတ်သက်တဲ့စကားလုံးလေးတွေအများကြီးပါလာပါတယ်ဒုတိယကတ်လေးကငါတို့တွေကွဲကွာနေပြီမဲ့မင်းကိုငါခံစားနေရတယ်တယောက်နဲ့ကြောက်ကွဲကွာနေပြီမဲ့လို့တယောက်နာမှာတယောက်ရှိနေတယ်ဆိုတဲ့ခံစားချက်မျိုးသူ့ဘက်ကနေခံစားနေရပါတယ်ငါမင်းကိုမကြားနိုင်ခဲ့မင်းနိုင်ငံရဲ့ခြားကိုသွားမယ်ဆိုတဲ့အချိန်တော့သူ့ဘက်ကနေမင်းကိုမထွက်သွားစေချင်ပေမဲ့လို့သူ့အနေနဲ့ပေါ့နော်မင်းကိုမကြားနိုင်ခဲ့ပါဘူးမင်းကိုအမတ်ရစေတဲ့အရာတွေကအများကြီးပါပဲအခုသူကြံနေခဲ့တဲ့နေရာမှာမင်းနဲ့ပတ်သက်တဲ့အမတ်တရားတွေအများကြီးသူ့ဘက်ကနေပြီးတော့ရရှိနေပါတယ်နောက်ဆုံးကလေးကကြတော့ I want you တဲ့အခုချိန်မှာသူမင်းကိုလိုချင်နေရပေါ့နော်အနားမှာရှိသေးချင်နေတယ်အရင်လည်းတတိယနေတယ်တွေ့လဲတွေ့ချင်နေပါတယ်